ကဲမောင်လေးအဲ့ဆိုရင်အခုမွာတာတီဗီ join လိုက်မယ်နော်အဲ့ဆိုမိတ်ဆက်ပေးပါမယ်ဒါကတော့မောင်လေးတို့နဲ့ဒီခီးစင်မှာ live မယ်ခိုက်ကိုဆိုင်ဝေရနိုင်ဖြစ်ပါတယ်ကိုဆိုင်လို့ခေါ်လို့ရတယ်ကိုဆိုင် ဟုတ်ကဲ့ကိုဆိုင်လို့ခေါ်လို့ရပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်မောင်လေးကဒီမှာသူဒါဒီနေ့ activity ကို join မဲ့ဧည့်သည်နှစ်ယောက်ပေါ့နော်အဲ့ဆိုရင်ဆက်လက်ပြီးတော့မှဒီ activity နဲ့ပတ်သက်တာကိုဆက်လက်ရှင်းပြပေးပါနော်โอเคမကျေးဇူးပဲကျေးဇူးပါရှင်ခုံလိုက်ပါပြီးတော့မှအမပြောတာနဲတယ်ဖြစ်မယ်နော်တက်ဆုံးမယ်โอเคပါโอเคဒီလေအဲ့တော့အကိုတို့ကဒါ first time ပဲ first time ဆိုတော့ဘယ်လိုလေးဗာလေးရှိပြောပြပါကျွန်တော်ကလောက်ခတ်ပုံလောက်ခတ်နီးမှာကြတော့နှစ်နည်းပဲရှိတယ်ကျွန်တော် forward နဲ့ backward တယ်ကျွန်တော် forward ကကြတော့လူရဲ့အရှိကနေအနောက်ကိုလှော်ဟုတ်ပြီဟုတ်နော်လူရဲ့အရှိကနေအနောက်ကိုလှော်မယ်အဲ့ဆိုရင်ကျွန်တော်ကပုတ်အရှိသွားတယ်ဟုတ်ပြီကျွန်တော် backward တွေကကြတော့လူရဲ့အနောက်ကနေအရှိကိုလှော်မယ်โอเคလူရဲ့အနောက်ကနေအရှိကိုဆိုရင်ကျွန်တော်ပုတ်တစ်စီးနဲ့တစ်စီးတိုက်မိတော့မဲ့အခါပဲဖြစ်ဖြစ်ပုတ်ပြန်ကွေ့ကျင်တာကိုလိုတဲ့နေရာကိုပြန်ကွေ့ကျင်တဲ့အခါဖြစ်ဖြစ်အသုံးပြုတယ်ကျွန်တော်အဲ့ဒါမှကျွန်တော် forward နဲ့ backward တွေကိုကျွန်တော်မသိဘူးဒီချာမသိဘူးဆိုရင်ကျွန်တော်ဒီမှာရှက်တံမှာကျွန်တော်စတီးဘူးလေးပါတယ်โอเคဒီစတီးဘူးလေးကကျွန်တော်နဲ့ဒီလိုမျက်နှာချင်းဆိုင်ဖြစ်နေရမယ်နော်ဟုတ်ပြီအဲ့လိုမျိုးမျက်နှာချင်းဆိုင်ဖြစ်နေမယ်ဆိုရင် forward လူရဲ့အရှိကနေအနောက်ကိုလှော်မယ်အဲ့ဆိုရင်ပုံရှိသွားမယ်โอเคဟုတ်ပြီကျွန်တော်ဘုတ်ပြန်ကွေ့မယ်အဲ့ဆိုရင်ကျွန်တော်ပတ်တယ်လေးကိုကျွန်တော်နဲ့ပတ်တယ်ကိုပြန်လှည့်မယ်ကျွန်တော်နဲ့စတီးဘူးလေးနဲ့ကျွန်တော်ဆက်ညင်မဲ့ဖြစ်သွားမယ်အဲ့ဆိုရင်ဘတ်ပတ်တယ်လူရဲ့အနောက်ကနေအရှိကိုအဲ့ဆိုရင်ဗုဒ္ဓဇီနဲ့တစီတိုင်းပြီးတော့မဲ့အခါပဲဖြစ်ဖြစ်ပြန်ကွေ့တဲ့အခါဖြစ်ဖြစ်အသုံးပြုတယ်ကျွန်တော်လှော်ခတ်တဲ့အခါကျရင်ကျွန်တော်ကတစ်ဖက်တည်းတန်လို့ဘယ်တစ်ဖက်တည်းပဲမလို့အဲ့ဆိုရင်ကျွန်တော်ကတစ်ဖက်တည်းလှော်တဲ့အတွက်ကြောင့်မို့ဘုတ်ကတစောင်းသွားလိမ့်မယ်ဟုတ်ပြီအဲ့ကျရင်ကျွန်တော်ကဘယ်နှစ်ချက်သုံးချက်ညောင်းနှစ်ချက်သုံးချက်လှော်ပြီးမယ်အမှသာဘုတ်ကအလဲကိုတက်သွားမှာတက်မဲ့တော့ဟုတ်ပြီဟုတ်ကဲ့နှစ်ချက်သုံးချက်လောက်လိုက်ပြလိုက်ဆိုဒီဘက်ကိုလည်းနှစ်ချက်သုံးချက်ပြန်လောက်ကျွန်တော်တို့ပြတော့ရေထဲရောက်ရင်ပတယ်စိုက်ချင်းတဲ့ခါကျရင်ကျွန်တော်တို့ဒီမှာ customer တော်များများကျတော့ကျွန်တော်ဒီလိုလှော်ပြီးရင်နောက်တစ်ဖက်ချိန်ဒီလိုမျိုးလင်းလင်းကြီးချိန်ဟုတ်တယ်ကျွန်တော်ကလှော်တာအဆင်မပြေဘူး yes လှော်တာအဆင်မပြေတဲ့ကြောင့်မို့ကျွန်တော်ကအပေါ်လက်နဲ့အောက်လက်နဲ့ပဲကစားမယ်ဒီလိုမျိုးကျွန်တော်ဒီအပေါ်လက်ကဒီအောက်ကိုရောက်မယ်ဒီအောက်လက်ကအပေါ်ရောက်မယ်โอเคဟုတ်ပြီအဲ့ဒါမှအဆင်ပြေမှာဒီလိုမျိုးလင်းလင်းကြီးဆိုရင်လုံးဝအဆင်ပြေโอเคဟုတ်ပြီကျွန်တော်ကဒီ stand paddle လေးမှာကျွန်တော်ကစားနေရ3နည်းရှိတယ်ကျွန်တော်stand paddling pro paddling nim paddling ဆိုပြီးကစားနေ3နည်းရှိတယ် stand paddling တော့မတရက်လှော်တယ်မတရက်လှော်မယ်မတရက်လှော်တဲ့အခါကျရင်ကျွန်တော်ဒီကျွန်တော်ကင်ထားတဲ့ paddle ကိုကျွန်တော်လက်တစ်ခုထားမှရဒီလက်တစ်ဖောင်ကျွန်တော်လက်လေးမြောက်ကြည့်လိုက်နော်ကျွန်တော်လက်တစ်ဖောင်မပြူးဆိုရင်ကျွန်တော်ဒီ T grade အောက်မှာကလေးလေးရှိတယ်ဒီကလေးလေးကိုကျွန်တော်ဖွင့်လိုက်မယ်ဖွင့်ပြီးတော့ကွင်းအရက်နဲ့အညီပေါ့နော်ဒီຢာလေးကိုတို့ဆွဲထုတ်မယ်ကိုလက်နဲ့အညီโอเคဟုတ်ပြီအဲ့ဒါမှကျွန်တော်မတရက်လှော်တဲ့အခါကျမှအဆင်ပြေမှာဟုတ်ပြီဘာကျွန်တော်မတရက်လှော်မတရက်လဲလှော်ဒီလိုမျိုးပဲလှော်မှာနော်ကျွန်တော်ပြောမတရက်လှော်တဲ့အခါကျရင်ကျွန်တော်ကဒီလက်ကင်ကိုကျွန်တော်ဒီမှာထိုင်လိုမျိုးဒီလိုမျိုးမကင်တော့โอเคဒီ T grade ကနေပဲဒီလိုအုပ်ပြီးကင်မယ်ဩပြန်ဒီလောက်ပေါ့ဒီ T grade အောက်ကနေပြီးတော့ဒီကလေးလေးရလည်းပဲဒီလောက်ပဲအဲ့ဒါမှဒါကျွန်တော်တို့ကကုန်းပေါ်မှာဖြစ်တော့တဲ့ကြောင့်မလို့ထောက်တယ်ရေထဲမှာကြာရင်ကျွန်တော်မတရန်အဆင်ပြေသွားလိမ့်မယ်ဟုတ်လောက်ပြီနော်ကဲအဲ့တော့အခုဒါကတော့ကျွန်တော်တို့တွေဒီ SUV စီးဖို့အတွက်ကို briefing လုပ်တာပေါ့နော်ပြောရမယ်ဆိုရင်တော့သူ့မှာလည်းနီးစနစ်တွေရှိတယ်ပြောရမယ်ဆိုရင်ရေကြောက်တဲ့တချို့သူတွေရှိမယ်ဒါကိုလည်း yes ဒါကိုလည်းပေါ့စိတ်ဝင်စားနေတဲ့လှုပ်ချင်တဲ့သူတွေအတွက်ဆိုရင်တော့ဒီမှာဒီညီလေးလိုမျိုး briefing လုပ်ပေးတဲ့ຢာလေးတေချာနားထောင်ပြီးတော့စီးမယ်ဆိုရင်တော့ပို့ပြီးတော့ကိုတက်လည်း safe ဖြစ်တယ်ဒီက feeling ကိုလည်းကိုခံစားလို့ရတာပေါ့thank you ညီလေးဟုတ်ကဲ့ပါအကိုနဲ့အတူလိုက်ပေးမယ်ဆိုတော့လည်းကျေးဇူးတင်တယ်အကိုလည်း first time ဆိုတော့ဘာဖြစ်အကိုရဲ့ရင်ခုန်တန်းတွေကိုလည်းပြိတ္တတွေဝေမျှကျင်တယ်နော် okay အဲ့ဆိုသွားလိုက်မယ်လေနော်အဲ့တော့ကျွန်တော်စပြီးတော့ SUV ရဲ့ feeling ကိုကျွန်တော်ခံစားမယ်ပြောချင်တာကတော့ adventure ကြိုက်တယ်ရှည်လဲကြိုက်တယ်ဆိုရင်တော့ဒါအစီကိုစီးတက်ပါတယ် okay let's goအရှိမဒါအရှိမတော့ပေါ့နော်ဒီမှာလည်းဒီလာစီးရဲ့မှာညီမရေပေါ့စီးရတော့သူတို့လည်းပါနေတော့တော့ပွဲလုံးပေါ့
ဆိုတော့ပြောချင်တာဒီမှာကြာပန်းတွေတော့မပွင့်သေးဘူးဒါပေမဲ့ရှိတဲ့နေရာလေးတော့ရှိတယ်ဒီထဲကိုရောက်သွားပြီဆိုရင်တော့နည်းနည်းအားတော့စိုက်ရတယ်ဗျပြိတ္တတွေကိုဘာမှမပြောနိုင်ဘူးအခုလိုလို့တဲ့ခနဲ့အားဆိုင်ပြီးကြာတော့လည်းမရောက်နေအင်းသားဖြစ်နေအင်းသားရေးလဲမှာကျွန်တော်တို့ကိုစီးနေဖွဲ့လဲအများကြီးပဲပေါ့နော်ဆိုတော့ဒါကိုစီးရတဲ့ feeling ကဘာရလဲဆိုတော့တေးစားတာတစ်ခုကကျွန်တော်တို့တွေဒီလက်ရဲ့လှုပ်ရှားမှုပေါ့နော်လက်ရဲ့လှုပ်ရှားမှုလေးတွေကလည်းအင်မတန်ကောင်းတယ်နောက်တစ်ခုကကျတော့ဒီတဘာဝရဲ့ feeling ပေါ့နော်ဘာဝ feeling ဆိုတော့ဥမာငှက်တွေပြေးသွားတာတွေငှက်တန်လေးတွေဟဲ့လားမသိဘူးကျွန်တော်ပဲအဲ့တော့ငှက်တန်လေးတွေနဲ့ကျွန်တော်တို့ဒါမျိုးလေး feeling လေးရတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒီဟာတောက်လျှောက်ပေါ့နော်ဒီကျွန်းဒီကျွန်းပေါ့ဒီကျွန်းကိုကျွန်တော်ပတ်လာတယ်ဆိုတော့အဲ့မှာကတော့ဂျာပန်တွေတချို့တစ်ဝက်ကတော့ပွင့်နေတယ်ချို့ဘာဖူးရှိတယ်ချို့ကတော့လုံးဝ6သွားပြီဆိုတော့ဒါကိုစိုက်ပြီးလက်ဆောင်ပေါ့โอเคဆိုတော့ပြောချင်တာကတော့ feeling bite တယ်ကွတ်တယ်နည်းငယ်လေးပြင်မိုင်းနေဆိုတာဒါနည်းနည်းနဲ့ကြောက်သွားတယ်နေမတက်တဲ့အချိန်ဆိုပိုပြီးကောင်းတယ်ဆိုတော့ကောင်းလေးလောရှာပါတယ်သူရေးသားကြောက်တယ်ပြောတာတော်တော်လောရှာတယ်ခုတော့အမြန်တက်သွားပြီဆိုတော့ကျွန်တော်တို့ဒီထဲမှာရှိတယ်တခြားဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့နေရာတွေထပ်သွားအောင်မလဲဆိုတော့ပရိသတ်များကျွန်တော်နဲ့တွေ့လိုက်ပါပြီးကြည့်ရှုပေးပါအောင်ကောင်းစီလည်းသွားလိုက်အောင်